ကျွန်တော်တို့နေတဲ့တိုင်းသုံးလေတဲ့ကွန်ပျူတာတွေဒီ data ကြီးထဲမှာတကယ်တမ်းပါရှိနေလဲဆိုတာသိချင်ပူပါသလားကွန်ပျူတာတစ်လုံးကိုအထက်ဝင်စေတဲ့မရှိမဖြစ်လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကြောင့်ကိုတစ်ချက်လေ့လာကြည့်ကြရအောင်ပါဟုတ်ပါရဲ့ဒီဆက်ကြီးထဲမှာတကရန်ဘာတွေထိပြက်နေတာလဲပေါ့ကလစ်တစ်ချက်နှိပ်လိုက်တာနဲ့စာတစ်ကြောင်ရိုက်လိုက်တာနဲ့နောက်ွယ်မှာဘလို့အစိပ်ပိုင်းတွေကအလုတ်လုံနေကြတာလေကဲဒါကိုပဲအတူတူတစ်ချက်လောက်ကြည့်လိုက်ကြရအောင်အလွယ်ဆုံးနားလည်အောင်ပြောရရင်ပေါ့နော်ကွန်ပျူတာတစ်လုံးကိုလူတစ်ယောက်နဲ့ခိုင်နှိုင်းကြည့်လို့ရတယ်သူ့မှာခန္ဓာကိုယ်ဆိုတာရှိတယ်လို့ဝိညာဉ်ဆိုတာလည်းရှိတယ်အခုကျွန်တော်တို့လက်နဲ့ကင်လို့ရတယ်မြင်နေရတဲ့ hardware တွေကခန္ဓာကိုယ်ပေါ့အဲ့ဒီခန္ဓာကိုယ်ကိုအသက်ဝင်စေပြီးအလုပ်လုပ်ခိုင်းတာကတော့ဝိညာဉ်ဖြစ်တဲ့ software ပါပဲဟုတ်ပြီဒါဆိုရင်အရင်ဆုံးကွန်ပျူတာရဲ့အရေးကြီးဆုံးအစိတ်ပိုင်းတွေသူ့ရဲ့ဦးတိုင်လို့ပြောလို့ရတဲ့ဦးနှောက်နဲ့ကြော်ရွ့အကြောင်းကိုကြည့်လိုက်ကြရအောင်ဒါတွေကတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်တွေပဲလေမာသာဖို့ကျွန်တော်တို့မာသာဖို့လို့အလွယ်ခေါ်ကြတာပေါ့သူကဘာလဲဆိုတော့ကွန်ပျူတာရဲ့အဓိကစခစ်ပြားကြီးပဲကျန်တဲ့အစိတ်ပိုင်းအားလုံးကသူ့ပေါ်မှာပဲလာပြီးချိတ်ဆက်ရတာဒါကြောင့်လေသူ့ကိုကွန်ပျူတာရဲ့ကြော်ရိုးဆိုပြီးသင်စားခေါ်ကြတာပေါ့စဉ်းစားကြည့်လေလူမှာကြော်ရိုးမရှိရင်မမှန်မရနိုင်သလိုပဲကွန်ပျူတာမှာလည်းမာသာဖို့မရှိရင်အစိတ်ပိုင်းတွေကတစ်ခုနဲ့တစ်ခုဆက်သွယ်လို့ရမှာမဟုတ်တော့ဘူးလေဆိုတော့သူ့ရဲ့အဓိကတာဝန်ကပါလေ CPU တို့ RAM တို့ storage တို့လို့အရေးကြီးတဲ့အစိတ်ပိုင်းအားလုံးကိုချိတ်ဆက်ပေးဖို့ပဲသူကဂျားထဲမှာဗဟိုဌာနကြီးလို့အလုပ်လုပ်ပေးတာအစိတ်ပိုင်းဒီကြားမှာအချက်လက်တွေဟိုးပို့ဒီပို့လုပ်တော့ကိုလမ်းကြောင်းမှန်မှန်နဲ့ချောချောမွေ့မွေ့ဖြစ်သွားအောင်စီစဉ်ပေးနေတာပေါ့ကဲနောက်တစ်ယောက်ကတော့ CPU Central Processing Unit ပေါ့နော်သူကတော့ကွန်ပျူတာရဲ့တွက်ချက်မှုလုပ်ငန်းစဉ်အများစုကိုလုံဆောင်ပေးတဲ့အဓိကကြတဲ့အပိုင်းပဲသူကတော့ရှင်းရှင်းလေးပဲကွန်ပျူတာရဲ့ဦးနှောက်လို့ပြောရမှာပဲစဉ်းစားတာတွေခေါ်တာတွေဆုံးဖြတ်ချက်ချတာတွေအားလုံးကသူ့ရဲ့လို့ပဲလေကျွန်တော်တို့ mouse တစ်ချက်နေလိုက်တာပဲဖြစ်ဖြစ် game တစ်ခုဆော်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်စည်ရင်းစရာတွေတွက်ချက်တာပဲဖြစ်ဖြစ်အလုံးတားရက်အတွက်လိုအပ်တဲ့ညွှန်ကြားချက်တွေကို software စီကနေသူကယူပြီးတော့တွက်ချက်လုံဆောင်ပေးတာလူတွေပြောနေကြတဲ့ Core i5 တို့ Core i7 တို့ဆိုတာကလည်းဒီ CPU ရဲ့ modern နာမည်တွေပေါ့ကဲဦးနှောက်ကြောင်းပြောပြီးပြီဆိုတော့မညံဘက်ကိုတစ်ချက်သွားကြည့်ရအောင်ကွန်ပျူတာမှာလည်းလူတွေလိုပဲအချိန်တိုမညံနဲ့အချိန်ရွှေမညံဆိုပြီးနှမျိုးရှိရပြပထမဆုံးတစ်ခုက RAM မှာသူ့နာမည်အပြည့်အစုံက Random Access Memory ပေါ့သူကကွန်ပျူတာရဲ့အလုံးညံတဲ့ယာယီမညံဟုတ်တယ်ယာယီဆိုတဲ့စကားလုံးကိုသိချာမှတ်ထားပေးပါသူ့ကိုအကောင်းဆုံးဥမာပေးရရင်အလုတ်လုတ်တဲ့စာပွဲခုံနဲ့တူတယ်စဉ်းစားကြည့်လေစာပွဲခုံကြည်ကြည်ဝန်းဝန်းရှိရင်စာအုပ်တွေပစ္စည်းတွေအများကြီးတင်ပြီးအလုပ်လုပ်ရတာလွယ်တယ်မလားအဲ့လိုပဲ RAM များရှိရင်လဲ software တွေ program တွေကိုတပြိုင်နက်တည်းအများကြီးဖွင့်ပြီးသုံးလို့ရတာပေါ့နောက်မညံတစ်မျိုးကတော့ storage ပါဒါတော့ data တွေကိုရေရှည်သိမ်းဆည်းထားတဲ့နေရာပေါ့အမြဲတမ်းမညံလို့ပြောလို့ရတယ်ကိုယ့်ရဲ့ထဖုံတွေတည်ချင်းတွေအရေးကြီးတဲ့စာရွက်စာတမ်းတွေအကုန်လုံးကဒီထဲမှာပဲရှိနေတာဆိုတော့ RAM နဲ့ storage ဘာကွာလဲဆိုတာရှင်းသွားလို့ပြီးထင်ပါတယ် RAM ကအလုံးလုံးနေတော့ခဏသုံးဖို့ယာယီတင်ထားတဲ့စာပွဲခုံလိုမျိုး storage ကကျတော့အရာလုံးကိုစနစ်တကျတင်ထားတဲ့စာကြီးတိုက်ကြီးလိုပဲအရေးအဆုံးကွာခြားချက်ကတော့ကွန်ပျူတာကိုပေးလိုက်တာနဲ့ RAM ပုံကအချက်လက်အားလုံးပြတ်သွားရော storage ထဲက data တွေကတော့ဘာမှမဖြစ်ဘူးဘေးကင်းလုံခြုံစွာနဲ့ဆက်ရှိနေမှာဟိုရင်တုန်းကတော့ HDD တွေကိုသုံးခဲ့ကြပေမဲ့အခုနောက်ပိုင်းကွန်ပျူတာများစုမှာတော့ပုံမြန်နဲ့ SSD တွေကိုပြောင်းသုံးလာကြပြီပေါ့ဟုတ်ပြီအခုဆိုရင်ကျွန်တော်တို့မှာကြော်ရိုးဦးနှောက်နဲ့မှတ်ညံတဲ့အကုန်ရှိသွားပြီဒါပေမဲ့ဒါတွေကိုတကယ်အသက်ဝင်လာအောင်ပြီးတော့ screen ပေါ်မှာမြင်တာအောင်လုပ်ပေးမဲ့အစိတ်ပိုင်းတွေလိုနေသေးတယ်အဲ့ဒါကတော့ GPU ပါ graphics ကလို့လည်းခေါ်ကြတယ်သူကပုံရိပ်တွေဗီဒီယိုတွေနဲ့လှုပ်ရှားမှုတွေကိုဖန်တီးပေးဖို့အထူးပြုလုပ်ထားတဲ့ processor တစ်မျိုးပဲကွန်ပျူတာ screen ပေါ်မှာမြင်နေရသမျှအရာအားလုံးကိုသူကပဲတာဝန်ယူပြီးပုံပေါ်ပေးနေတာအထူးသဖြင့် game software ဝါသနာပါတဲ့သူတွေနဲ့ video editing လုပ်တဲ့သူတွေအတွက်ဆိုရင်တော့ GPU ကမရှိလို့မဖြစ်ဘူးသူကပုံရိပ်တွေကိုကြည်လင်ပြတ်သွားပြီးတော့ချောချောမွေ့မွေ့ဖြစ်အောင်လုပ်ဆောင်ပေးတာကိုနောက်ဆုံးအနေနဲ့အရေးကြီးဆုံးအစိပ်ပိုင်ဆိုင်တဲ့ချက်ခုကတော့ power supply unit PSU ပါဒီစိပ်ပိုင်ဆိုင်တွေအားလုံးအလုပ်လုပ်နိုင်ဖို့ဆိုတော့ရက်စစ်တအားလိုတယ်လေအိမ်ကပလပောက်ကလာတဲ့ရက်စစ်ကိုကွန်ပျူတာအစိပ်ပိုင်ဆိုင်တွေတုံးလို့ရမယ်ဓာတ်အားအဖြစ်သူကပြောင်းလဲပေးတဲ့အလုပ်ကိုလုပ်တာဒါကြောင့်ပဲ PSU ကိုကွန်ပျူတာရဲ့နှလုံးသားလုံးတင်စားကြတာပေါ့နှလုံးကသွေးကြောတွေကနေသစင်ခန္ဓာကိုယ်အနှံ့ကိုသွေးပို့ပေးတယ်လို့ပဲ PSU ကလည်းအစိပ်ပိုင်းအားလုံးစီကိုစွမ်းရည်နေဖြန့်ဝေပေးပြီးအသက်ဝင်စေတာလေကဲအခုဆိုရင်အဓိကအစိပ်ပိုင်းတွေအားလုံးစုံသွားပြီပေါ့နော်ဆိုတော့ဒီအပိုင်းစားတွေအားလုံးဘလို့ပေါင်းဆက်ပြီးတော့ပြီးပြည့်စုံတဲ့စနစ်တစ်ခုဖြစ်လာလဲဆိုတာကိုအချင်းချုပ်ပြန်ချိလိုက်ကြအောင်ဟုတ်ပြီပြန်ချုပ်ကြည့်အောင်နော် motherboard ဆိုတဲ့ကြောရုပ်ကအားလုံးကိုဆက်သွယ်ပေးတယ် CPU ဆိုတဲ့ဥနောက်ကတွေးတဲ့အတွက်ချက်တယ် RAM ဆိုတဲ့လှုပ်ရှားဖွဲပေါ်မှာလက်ရှိအလုပ်တွေကိုလုပ်တယ် storage ဆိုတဲ့စာကြည့်တိုက်ချင်းမှာအရာအားလုံးကိုသိသိတယ်
GPU ကပုံရိပ်တွေဖန်တီးပေးတယ်နောက်ဆုံး power supply ဆိုတဲ့နှလုံးသားကအားလုံးကိုအသက်ရှင်ဖို့စွမ်းရည်ပေးပါတယ် ဒါတွေအပြင်ဘက်ကနေချိတ်ဆက်ရတဲ့ keyboard တို့ mouse တို့ monitor တို့လိုခြေတွေလက်တွေနဲ့အာယုံခံအင်္ဂါတွေကိုလည်းမမေ့နဲ့အောင်နော်သူတို့ကလည်း hardware စီးရင်ထဲမှာပဲပါတာပဲ ဒါကြောင့်အဓိကမှတ်တွားရမယ့်အချက်ကတော့ hardware ဆိုတာကွန်ပျူတာရဲ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပဲအစိတ်ပိုင်းတစ်ခုချင်းစီမှာလူကိုခန္ဓာကအင်္ဂါအပါဝင်တွေလိုပဲတီးတန့်အလုံးတာဝန်တွေရှိတယ်အားလုံးကို motherboard ကချိတ်ဆက်ပေးထားတယ် CPU ကတွဲတယ် RAM ကအလုပ်လုပ်ဖို့နေရာပေးတယ် storage ကမှတ်သားတယ်ဒါပေမဲ့ဒီအဖွဲသားအားလုံးတစ်ဖွဲတဲ့အနေနဲ့အတူတကွအလုံးလုံးနိုင်ဖို့ကတော့နှလုံးသားဖြစ်တဲ့ PSU ရဲ့စွမ်းအင်ကမရှိလို့လုံးဝမဖြစ်ပါဘူး အခုစနေအစိတ်ပိုင်းတွေကြောင့်ကတော့တည်သွားလောက်ပြီပေါ့ဒီတော့စဉ်းစားစရာလေးတစ်ခုပေးခဲ့ချင်တယ်နေ့စဉ်လှုပ်ဆောင်တဲ့အလုပ်ပေါ်မူတည်ပြီးဥပမာဂိမ်းဆော့တာလားစာပဲရိုက်တာလားဒါမှမဟုတ်ဗီဒီယိုတွေပဲဒီဖြတ်နေတာလားအဲ့ဒီပေါ်မူတည်ပြီးကွန်ပျူတာရဲ့ဘဲခန္ဓာကိုယ်အစိတ်ပိုင်းကအရေးကြီးဆုံးဖြစ်တော်မယ်လို့ထင်ပါတယ်လေစိတ်ဝင်စားစရာမိခွန်းလေးပါပဲ